要去中华五路。ကြတော့တကယ်ကောင်းတဲ့ဟာကိုပေးတာပေါ့ထိလောက်တာဟိုလေအခုစလီတွေကကလေးလေးတွေကလိုက်ပြီးထွေးလိုက်ပေးရလားအေးရတယ်ထွေးတော့ထိဆိုပြီးလိုက်တောင်းတာပေါ့တောင်းလို့ရှိရင်တချို့ကကြလဲတောင်းတာလားတို့ကအေးအဲ့ဟိုပါလေးပါလေရှင်းလေးနဲ့တို့ပေးတာမှာတို့လိုက်တောင်းတာတို့လိုက်တောင်းတာဟိုငါတို့ဒီမှာပါလေပါဟိုပါလေလိုက်တောင်းလို့မဖို့ပေးပါမျိုးဆိုတောင်းလို့အဲ့လိုလည်းမျိုးထွေးတော့ထိဆိုပြီးလိုက်တောင်းတာဖွဲ့လိုက်အဲ့လိုတောင်းနေကနေထွက်ပြီးတော့မုံနေပါတွေပေးကြတာပေါ့လေမုံနေပါတွေတခြားလုံးနေချိုးချင်တယ်အဲ့လိုထုတ်ပေးကြတာထုတ်ပေးကြလက်ဆောင်နေပါတယ်အဲ့လိုအထောက်အထူးဆိုတော့ကမေးတာပေါ့အေးဟုတ်တယ်အဲ့လိုမျိုးအဲ့ဆိုရင်ကိုကထွေးလုံးမယ်ဆိုရင်ဗာပေးလိုက်ရမှာအဲ့ကိုလည်းတီရှာတော့မသိဘူးနည်းနည်းပါတွေ့ဘူးလားပြနည်းရှာဖတ်ကြည့်ပြီးထက်ကောထီဆိုပြီးအဲ့လိုလိုက်မေးကြလို့ရှိရင်တချို့ကထွက်ပြီးတော့မှတခြားလုံးနေပေးကြတာအဲ့ဒါပဲတွေ့ဘူးတော့တက်စကိုင်းပိုင်းနေမှာလေချက်ခင်ပါလို့လည်းတခြားတော့မသိဘူးမောင်ရဒီလာမဲ့တတိမနာတတိလာ30ရက်နေတယ်အော်ဒီမှာဘလုံးရှိပါပဲကိုပြီးတော့ပြန်မယ်ဆိုဘယ်နည်းမှပြန်ပြတော့မှာလဲတရက်နေပေါ့မကွာဘူးအရင်လိုမျိုးလေဟုတ်လားခွတ်တာလိုက်ကောက်ရအဲ့နာအဖူးဖူလေးဖြစ်နေဝါတည်မလားဟုတ်တယ်ပါအဲ့ဒီဖြစ်တော့အဲ့မျိုးဖြစ်နေတော့အဲ့ဒါရှောက်ပါဘိုးကြီးအရင်လိုမျိုးအဖက်တွေတောက်ရှောက်သွားတာဒီတော့မှဘောက်ဖက်ကြွေးတာမရှိဘူးကွာပျောက်သွားပြီတမျိုးဒီတော့ဆိုဘောက်ဖက်တွေကလေကောင်းချော်ပြီးချင်းကိုလေနမဖတ်တတ်တယ်အဲ့ဒါဘယ်လောက်တွေ့တယ်ဆိုပြီးရင်မှတော့လေခေါင်းချော်ပြီးတော့ရင်တော့အဖူးလေးတွေ dry မဟုတ်ပြီးအောင်ပဲဒီထိတ်ကိုနည်းနည်းလေးအပြင်ခုတ်လိုက်တယ်ဘောက်ဖက်လေးတွေထွက်လာအောင်ဘောက်ဖက်တီဆိုတာကွာဒီလားဘောက်ဖက်တွေကလေအခုလေးခေါင်းချော်အဲ့လိုထွက်စရာအကြောင်းမရှိဘူးအေးဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာခေါင်းမှာပေါ့အဲ့ခုနကပြောတဲ့ဘောက်ဖက်လေးတွေကအမုံလေးတွေခုတ်လိုက်တယ်နဲ့ပေါ့အဲ့လိုလားအေးအခုအဲ့ဒါမရှိတော့အဲ့ရည်ကြီးပဲတော့ဖာပြီးချင်းထားပြီးမှလာဝဲပါ
ခေါင်းဆောင်ရဲ့တိုက်ကြီးအမီးရှိနော်ဟုတ်တယ်နော်ဘောမနေဖူလို့တယ်နော်အေးသူ့ကိုလည်းလည်းမကြိုက်ဘူးဒီလိုမျိုးဟိုလေတို့တွေကဒီဘက်တစ်ချမ်းပဲမျိုးတွေရှိပြီးဟိုဘက်တစ်ချမ်းကျိုးရဟိုဘက်တစ်ချမ်းကကျတော့ပါအရင်မရှိဘူးဖြစ်တယ်ဘာလို့အလဲကကျတော့လေတော်ဘောတွေပဲလားမသိဘူးပါမျိုးတွေနားမှာမှာအဲ့လေအော်ဒီထိုင်ဝမ်ကိုပြောတာဟုတ်တယ်အလဲကောင်းတက်တဲ့ဟာတော်ကြီးကွာမျိုးတွေဖြစ်တယ်ဒီမြောင်းနဲ့တောင်နဲ့ထိုင်ပေနဲ့တောက်ရွံနဲ့ဖွံ့ဖြိုးတယ်ဟောပြီးလို့ရှိရင်ဒီတောင်ပိုင်းမှာဆိုရင်ဒီခေါင်းဆောင်အဲ့လိုမျိုးဟိုရန်ကုန်နဲ့မန္တလေးလိုပေါ့အဲ့ဟာပဲရှိရတယ်အလဲကချီယာကြီးတို့ဘာလို့ထိုင်နေလို့တီလေးအဲ့ဒီတီလေးငယ်မျိုးလေးတင်အဲ့တီလေးရဲ့ဘီနာမှာနေရာရှိသေးရဲ့လေအဲ့ကျွန်းအလဲကောင်လုံးဝကျွန်းလေကောင်ကြီးကလုံးဝတော်ကြီးအကျယ်ကြီးဟုတ်တယ်အလဲရှန်တို့ပါလို့လေအေးဟုတ်တယ်အလုံးဟာမျိုးလေးအဲ့ဒါရဲ့ဟိုဘက်ကြော်ရင်ကြတော့လေကန်းကြီးပပလေးပဲကျန်တော့တာဟုတ်တယ်သူကျွန်းရဲ့သဘောပြောတာဂျပန်ရောကိုရီးယားရှိသမျှကျွန်းတွေအကုန်လုံးကဒီဘေးပတ်ချလေးပဲစီရအလဲမှာသူကမူးမောက်ပြီးမှတောင်တော့မဟုတ်တော့ဖြစ်တယ်လေကျွန်းတော်များလေး generally ပေါ့နော်အဲ့ဒါ generally ကျွန်းတွေအကုန်လုံးကဘေးပတ်ချလေးမှာစိတ်ကမ်းမျိုးတွေနဲ့ beach မျိုးတွေနဲ့စီတယ်အလဲကောင်မှာကျတော့တောင်မောက်ကြီးဖြစ်နေပြီးတော့တောတွေထူထပ်တယ်အဲ့လိုမျိုးအခုတနေ့သွားရဲဆိုအဲ့အလဲဘက်ကိုရောက်တော့တောင်တက်ရတယ်လေအေးနေရောနေကြတယ်ပြဘာလို့မလို့မွန်စတာတော့လာအဲ့လိုပဲအမေကအဲ့ချားလေးတွေကဘာမှလူမနေဘူးကွာဘာလို့ဆိုတောတွေတောင်နေဟိုကလောက်စိတ်ပဲရှိတယ်ဟုတ်တယ်အလေးချန်တို့ဘာလို့လဲဟုတ်ဆိုသူ့ရဲ့ဟာဒီဘက်နေတာတကယ်နေတာတစ်ချက်ပဲရှိရဟုတ်တယ်ဟိုဘက်တစ်ချက်ကျတော့နေရရေလို့တိတ်မရှိပဲနဲ့ကန်းချီမျိုးဆိုနေတော့နေကြတယ်အရင်ဟိုဖြစ်တဲ့ဟာမျိုးတော့မဟုတ်ဘူးဟို line တို့ဘာလို့လဲအဲ့လိုဒီဘက်တနည်းအားဖြင့်ဟိုစီးတဲ့ဟာတို့ဘာလို့ဆိုအေး online တို့ဘာလို့ရှိတယ်မှာစီးတဲ့ဟာတို့အဲ့ဒါဒီတိုင်းတော့စီးကြရုံတက်ပဲအဲ့ဒါမျိုး brand ကိုရှိဟိုအေးဟုတ်တယ်ဟုတ်တယ်ဟိုနည်းသူပြောတာအဲ့ဒါအေးနောက်တစ်ချိန်ပဲချိန်မပြန်အောင်မသိဘူးကွာတဲ့မှာအဲ့လိုမျိုးလည်းတွေ့ပြီနော်အေးအဲ့လိုမျိုးတွေ့လို့ကွာအစားအေးဆေးလေးမှပြောမယ်လေးလို့ပြောတာလေဟောလို့ပဲချိန်မနောက်တစ်ချိန်ပြန်အောင်မသိဘူးဒါလာပြမမှုတော့ကွာတဲ့မှာအချမ်းနေရတယ်တော့မရှိသေးတော့လေဒါလည်းလဲပြီးတော့လဲပြီးတော့အဲ့ကြောင့်နေစတဲ့နေမလားလို့တွေ့ပဲတဲဟိုရင်းကကြတော့တဲမှာတဲလှုပ်ရှားရှိရတယ်ကွာမသိဘူးကွာတဲမှာတဲဆေးရနေချိန်လာပါကွာမသိဘူးလေဘာရောက်အေးဆေးရောက်ပြအေးဆေးရနေမှပြန်ပြီးတွေ့လို့အေးဆေးတော့ပါရမယ်ကိုပတ်စံနေပုံမှာဆိုဒါမှကိုကတော့မထူးလေရောက်လဲစတဲ့ရောက်လဲစတဲ့ဒါနောက်တစ်ချိန်ပဲချိန်ပြန်လာပြီးမသိကြဘူးဒီမှာပဲကိုစနေကျင်းနေနေရပဲဒီမျိုးကနေပဲတော့သက်ရှိရပါညာတော့လေဘာထိုင်ပြန်တမ်းလို့စဉ်းစားလာလားအဲ့လိုတော့မဟုတ်ပါဘူးအစတုန်းကစဉ်းစားတာပါအခုတော့မစဉ်းစားဘူးပြန်မတက်ချင်ဘာလို့ဆိုဒီမှာကိုလိုနေလို့ကောင်းပြီကောင်းချောင်းဒီမှာဈေးလက်တက်တာရအကုန်လုံးတက်လို့ပဲဖြစ်တယ်ဒီညမှာလဲရရှိတယ်ဒီလားတမ်ပယ်ဖျားတွေပြီးဟိုကဆန္ဒပီယာတူးလို့ပါလို့တက်ပြန်သွားလေလို့ရတယ်ဒီလိုလေဟိုတိုက်ပြီးကြောက်ပြတ်တက်မှာဝေးပြီးတော့တိုက်ပြီးကအလောက်ကြီးမရှိဘူးလားတော့ကုန်နေပြီလေရဈေးရလည်းတအားကြီးပါဈေးလည်းတအားကြီးတရက်ကို2000 3000 4000ဒီမှာဆိုလို့ရှိရင်အကြိုင်းနေလို့ရတယ်အေးလေလာတော့ဆက်ဆံရှိတယ်ကိုတော့ရင်တော့ကိုရွယ်မှနေတော့ပဲရှိရမှာ
တိုဖိုက်လို့စားလို့ရနေပြီဒီလားတက်လာတယ် စကားလို့ဟာနော်ဒီဟောလာလား အေးဟုတ်တယ်သူတို့စီမှာရှိတဲ့အကြီးဆုံးမော်ထက်တယ်ပုံစံကြီးရတယ်တော့ကိုရှာတွေ့တယ်လောက်ပါမယ်好，谢谢，拜拜。